1958ခုနှစ်မှာစလို့နှစ်ပေါင်း69နှစ်တိုင်တိုင် TNL Guitar Store ဟာဂီတသမားတိုင်းအတွက်ယုံကြည်စိတ်ချရသောလက်တွဲပေါ်အဖြစ်အမြဲရှိနေခဲ့ပါတယ်။ Customer တူးချင်းစီရဲ့အားပေးမှုယုံကြည်မှုတို့ကြောင့် TNL Guitar Store ဟာမူလလသာ23လမ်းဆိုင်ကနေယခုဆိုရင်တော်ဝင်စင်တာလဲရန်စင်တာအပါအဝင်ဆိုင်ခွဲ3ခုအထိတိုးချက်ရပ်တည်နိုင်ခဲ့ပါပြီ။ပျော်ရွှင်စရာ event တွေ giveaway တွေနဲ့အတူအချင်းချင်းဖေးမကူညီရင်ဖြတ်တန်းလာခဲ့ကြတာယခုဆိုရင်68နှစ်ပြည့်လူလာခဲ့ပါပြီ။ဒါကြောင့်ချစ်သော customer တိုင်းကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဒီနေ့ရဲ့68နှစ်ပြည့်နှစ်ပတ်လည်နေ့လေးမှာ68သိန်းတန်မိုးရှိတဲ့လက်ဆောင်များကိုမဲဖောက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ TNL Guitar Store နဲ့အတူနှစ်သစ်ကိုကြိုဆိုလိုက်ရအောင်